အားလုံးပဲမင်္ဂလာပါ channel မှာကြိုဆိုပါရစေဒီနေ့ကတော့ခရမ်းသီးနဲ့ဒါမှမဟုတ်ခရမ်းသီးချက်ပေါ့အဲ့ဒါလေးချက်ပြန်မှာဖြစ်ပါလိမ့်ခင်ဗျာကြည့်လိုက်ပါဦးပေါင်းပစ္စည်းတွေကတော့ချက်သွန်နီပစွန်ကြောက်ခရမ်းသီးအညို3လုံးငါပြားရီစနုံမုံစီဖြစ်ပါတယ်ခရမ်းသီးကတော့နှက်မှာဆိုတော့စီလေးရောနည်းနည်းများများသုံးထားပါတယ်စီပူလာရင်ချက်သွန်နီထောင်းလာတာကိုစီတက်ပါမယ်ရာသီဥတုတော့မြင်တဲ့အတိုင်းပါပဲကိုယ့်ဘက်ကိုတိတ်ပါနေပါတယ်ခင်ဗျာချက်သွန်နီနည်းငယ်နှောင်းသွားရင်စနုံမုံပြင်မယ်နောက်တော့ရောင်နေပြည့်တဲ့မျိုးသီးမုံအနေငယ်ပဲထည့်ပါတယ်ရောင်နေရှိတော့ရောင်နေကရောင်ပိုလာစေပါတယ်စွန်းနေစီတက်ပြီလို့ရှိရင်တော့ခုနပစွန်ကြောင်လေးရေစိမ်ပြီးထောင်းထားတာကိုထည့်မယ်တမအောင်ဝင်ပေးရမယ်အပြားကြီးနင်းငယ်ထည့်ပါမယ်ခရမ်းသီးထည့်ပါမယ်ခရမ်းသီးကိုရတာတွေနှစ်တွေနှစ်နှံပေါင်းလုံးပြရပါမယ်နည်းနည်းလေးချိန်ကြာလေးအဲ့လိုလုံးပြရပါတယ်အဲ့ဒါမှခရမ်းသီးအသားတွေကိုဒီကျွန်တော်တို့ဟင်းနဲ့ရတာတွေစိတ်ဝင်စားမှာဖြစ်ပါတယ်ခရမ်းသီးနွမ်းတိုင်းဆိုလို့ရှိရင်ကျွန်တော်ရေလေးအနည်းငယ်လေးထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့နှပ်ပေးရမှာဖြစ်ပါတယ်ချက်နေတန်းလည်းမိုးတွေရွာလာပါပြီထီးထုတ်ပြီးတော့ထီးနဲ့ချက်နေရပါတယ်နှက်တဲ့ခါမှာတော့ကြီးလေးနဲ့နှက်တာပိုကောင်းပါတယ်ခရမ်းသီးလည်းကြီးမသွားသလိုရတာလည်းထဲထဲပို့ပြီးတော့စိတ်ဝင်ပါတယ်ခရမ်းသီးကိုကြီးမသွားသေးပဲနဲ့ကျွန်တော်တို့ဒီအနေလေးကိုနှံ့သွားလို့အနေငယ်မွေးပေးရပါတယ်ခုဆိုလို့ရှိရင်ဖုံးအုပ်ပြီးတော့နူးအေးတဲ့ထိနှတ်ထားလိုက်ပါပြီကျွန်တော်မှာတော့မဆက်တဲ့ငရုတ်သီးပေါ့အယောင်လှတယ်ငရုတ်သီးလေးစိုက်ထားပါတယ်ကျွန်တော်ရဲ့တင်ရှိရငရုတ်ပြန်နေပဲကိုပြီးတော့ထည့်ပါမယ်ခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ခရမ်းသီးနဲ့လေးချက်ပါပြီကဲအခုဆိုလို့ရှိရင်တော့ခရမ်းသီးနဲ့လေးရပါပြီခင်ဗျာအားလုံးမသုံးဆောင်ကြပါအောင်ကျေးဇူးပြီးကျွန်တော် channel လေးကို like share subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာဆုံးထိကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်